လူတယောက်ပျက်စီးကျင်တန်လာပြီဆိုရင်ဘာတွေဖြစ်လာလဲဆိုတော့ပညာတွေတတိတွေပျောက်လာတယ်အကျင့်သီလပြတ်လာတယ်အကျင့်သီလပြတ်လာရင်ဖုံးကံမှာကျလာတယ်အမှားကိုအမှန်ထင်လာတယ်အမှန်ကိုတော့အမှားထင်လာတယ်ဘယ်သူပြောစကားကိုမှနားမထောင်တော့နားတယ်လည်းမဝင်တော့မကောင်းတဲ့အာဟုသူတွေလှုပ်တာကိုဝှက်ပြောလာတယ်ကိုမူရာတွေကြမ်းတမ်းလာတယ်စကားပြောတွေအရင်ကတည်းကပိုကြမ်းလာမယ်အလွယ်တကူပြောထွက်လာတယ်စကားကြမ်းတယ်မကောင်းတဲ့အတွေးတွေအတွေးစိုးတွေကိုတွေးကြံလာတယ်ကာယကံဝစီကံမနောကံတွေကံသုံးပါးတွေကြမ်းတမ်းလာတယ်ပေါ့သူလုံးသမျှတွေကဒါမှန်တယ်လို့ထင်တတ်လာတယ်အရင်ကလိုမျှတသောအပြောဆိုတွေမရှိတော့ဘူးအဲ့ဒီလိုတွေပြောရတာကိုပြတ်တက်လာတယ်အခုပြောပြတဲ့လက္ခဏာတွေကိုမှရှိနေပြီဆိုရင်ကိုကဒီလက္ခဏာတွေကိုတတိနဲ့ပြန်သုံးသပ်ဆင်ခြင်ဖို့မရှိဘူးဆိုရင်မကြခင်မှာကိုကကြီးစွာသောပျက်စီးခြင်းတွေနဲ့ကြုံရပါတော့မယ်အချိန်မီပြုပြင်ကိုတော့လိုနေပြီလို့ကိုယ့်ကိုယ်ကိုပြန်တတိပေးပါလူတွေကကိုယ့်ကိုယ်ကိုအမြဲသုံးသပ်နေရတယ်ကိုယ့်ရဲ့အပြောဆိုကိုယ့်ရဲ့အနေထိုင်တွေဟာပြီးတော့ကိုယ့်ရဲ့အတွေးကြံတွေဟာကောင်းတဲ့ဘက်ကိုတွေးရလားမကောင်းတာလုပ်တာကိုပဲပြုံးမိလာတာလားဒါဆိုရင်ကိုယ်ကမကြခင်ပျက်စီးတော့မယ်ဆိုတာအတိနဲ့တတိနဲ့ထိမ့်ပြီးတော့နေရပါလိမ့်မယ်ဒါကြောင့်ပျက်စီးခြင်းတန်လာရင်ဖြစ်လာတဲ့လက္ခဏာတွေကိုယ်မှရှိနေပြီဆိုရင်အခုတည်းကနေပြီးတော့ကိုယ့်ရဲ့အနေထိုင်ကိုယ့်ရဲ့အပြောဆိုကိုယ့်ရဲ့အတွေးကြံဖြစ်တဲ့ကာယကံဝစီကံမနောကံအသုံးပါးကိုထိမ့်သိမ့်ပြီးတော့အတိနဲ့တတိကပ်ပြီးတော့ဘဝကိုရှင်းတန်ပါဒါမှသာလျှင်ကိုယ့်ရဲ့ဘဝဟာစိတ်အေးချမ်းခြင်းတွေဖြစ်လာပြီးတော့ရင်ကားထက်ပိုပြီးတော့အေးချမ်းပျော်ရွှင်လာပါလိမ့်မယ်